သွားချိုင်းနေပြန်ပြီလည်းမသိဘူးဟဲ့နိုင်ငံရေးမြင်မတူတာမထောက်ခံတာဆိုပြီးလက်နက်ကင်ဖြစ်ဖြစ်အပြစ်မဲ့ပြည်သူဖြစ်ဖြစ်အသိကျုံတက်နေအခြေအနေတွေရှိတယ်ကွာဒါဆိုရင်တက်ရှင်ခွင့်ဆိုတာတကယ်ရှိသေးတယ်လို့ပြောလို့ရရဲ့လားအဲ့ဒါဆိုလူတယောက်ရဲ့အသက်ရှင်ခွင့်ဆိုတာကိုနဲ့အမြင်တူမတူဆိုတာကြည့်ပြီးအသက်ရှင်ခွင့်ရှိမရှိဆုံးဖြတ်ရတာလားမဟုတ်ပါဘူးနော်အသက်ရှင်ခွင့်ဆိုတာလူအခွင့်အရေးကြော်ညာစာတမ်းနဲ့ ICCPR မှာပြောထားတာကလူတိုင်းမှာမွေးဖွားကလေးကအသက်ရှင်ခွင့်ရှိတယ်ဘသူကိုမှမတရားတက်ဖြတ်တာလုပ်လို့မရပါဘူးဟုတ်တယ်ဟာဂျနီဗာကွန်ဗင်းရှင်းထဲမှာပြောထားတာကစစ်ပွဲအတွင်းမှာတောင်ရသပြည်သူတွေကိုတော့ဘယ်လက်နက်ကင်အဖွဲ့ကမှဥတီတိုက်ခိုက်တာတက်ဖြတ်တာလုပ်လို့မရဘူးလို့ပြောထားတယ်ဒါပေမဲ့အပြန်အလှန်တိုက်ခိုက်ကြတဲ့သူတွေကိုတော့စီရေးပြစ်မှတ်အနေနဲ့တားကတ်ထားလို့ရနိုင်တယ်ဆိုလိုတာကဘလို့အမြင်သဘောထားပဲရှိတမ်းမှန်အခြေအနေမှာဖြစ်ဖြစ်လက်နက်ကင်အခြေအနေမှာဖြစ်ဖြစ်ပြည်သူဆိုရင်ကာကွယ်မှုရပိုင်ခွင့်အတူတူပဲပေါ့ဒါဆိုစစ်ပွဲတွေဖြစ်နေတဲ့အချိန်မှာတော့လူတွေကိုကာကွယ်ပေးဖို့စီးနေနေရှိနေတယ်ပေါ့ဟုတ်တယ်စစ်ဖြစ်နေတယ်ဆိုပြီးလူတယောက်ရဲ့အသက်ရှင်ခွင့်ကိုရုပ်သိမ်းလို့မရဘူးဖျောက်ပြက်ပစ်လိုက်လို့လည်းမရဘူးတကယ်ဖြစ်လို့ရှိတာကစီးမြင့်တွေကိုမလိုက်နာတဲ့သူတွေရှိတာပဲဟာဟုတ်ပြီဒီတော့အရသားပြည်သူတွေအပေါ်စစ်ပွဲအတွင်းမှာတောင်မှဘသူကမှတက်ဖြတ်ခွင့်မရှိဘူးဆိုတာတော့မှတ်ထားလိုက်ပြီး